ဒီ solar CCTV မှာကင်မရာနှလုံးပါတဲ့အတွက်အောက်ဝက်တစ်လုံးကတော့ကို view point နဲ့ကိုအသေးထားလို့ရတယ်အပေါ် point တော့ကို360ကိုကြိုက်တယ်လို့လှည့်ကြည့်လို့ရပါတယ်ဘူးထဲမှာတော့ solar ပြပါမယ်ဒီကင်မရာ stand လေးပါမယ်ပြီးရင်ဒီ type C ကြိုးလေးလည်းပါမယ်ကင်မရာလေးကတော့ဒီပုံစံလေးပါအန်တနာတိုင်နှစ်တိုင်ပါမယ်ဒီအောက်နားလေးမှာကဒါ SD card စိုက်လို့ရမယ်ပြီးဖုန်းနဲ့အပြန်အလှန်စကားပြောလို့ရမယ် walkie talkie ပြောသလိုမျိုးပြောလို့ရမယ်ဒါ alarm system ပါတယ် the moving detection function လည်းပါမယ်ဒီရေဆိုခံမယ်မိုးတန်လေတန်ခံပါတယ်ဒီကင်မရာလေးကတော့ version နှစ်မျိုးနဲ့လာတယ်ဒီ wifi နဲ့ချိတ်လို့ရတာရယ်ပြီးရင် SIM card ထိုးလို့ရတယ်ဆိုပြီးနှစ်မျိုးလာတယ်တကယ်လို့ကို CCTV တက်ဆင်မဲ့နေရာကဒီ wifi မိတယ်ဆိုလို့ရှိရင်တော့ဒါဒီ wifi version ကိုရွေးပေါ့တကယ်လို့မှကိုတက်မဲ့နေရာက wifi မမိဘူးဆိုလို့ရှိရင်တော့ဒါ SIM card version ကိုရွေးပါဈေးနှုန်းလေးကိုတော့2,200,000ကျပ်နဲ့ရောင်းချပေးမှာပါဒီကင်မရာလေးကတော့ဒါမွေးမြူရေးလုပ်တဲ့လုပ်ငန်းပိုင်ရှင်တွေစက်ရုံလုပ်ရုံတွေ public area တွေဖြစ်တဲ့လမ်းကြားလမ်းတွေတွေဆိုလို့ရှိရင်တော့ဒီကင်မရာလေးနဲ့ဒါတင့်တော်ပါတယ်မာယူမယ်ဆိုလို့ရှိရင်တော့ချက်ပေါက်ကနေဆက်တွဲမာယူနိုင်ပါတယ်